တာယာနေတဲ့နေလီတတိမှာတော့ဟီရိုပိုင်းတရားကြောက်တော့မကြည့်ပြီးသွားတာမလို့ចောင်းသားလေးလည်းရှော့သားပါလေရောចောင်းသားလေးလည်းရှော့သားတာမလို့ဟီရိုပိုင်းလည်းဂွန်နီဖိုင်အောင်ခံလိုက်ရပါတယ်လာပြီငါတာမန်ဟီရိုပိုင်းမဟုတ်ဘူးငါနာမည်ကစူပါဟီရိုပိုင်းပဲငါအကြောင်းသိရမယ်မင်းတို့အားလုံးသိရမယ်ငါပါကောင်းလဲဆိုသိမှာပေါ့ဒီ granny ဟောက်ကတော့ easy ပဲလာစမ်းမဒီ helicopter shot ဒါပဲလေဒါပဲငါသာစူပါဟီရိုပိုင်း shot ဘာတော့သိစမ်းโอเคဒါဆိုရင်တော့ဒါစီးဖို့ပဲလိုတော့တယ်ကိုကဲတင်လဲစူပါဟီရိုပိုင်းပဲဒိုးပြီဟေးအဲ့လိုလည်းပဲဟီရိုပိုင်းတရားဂွန်နီအင်အားနေပြီးဟယ်လီကော်ပတာကြီးကိုစီးသွားပါလေရောအာရီနာမှာတော့ဆလန်လေးလည်းအန်သွားပါတော့အခုလိုမျိုး Monster School ဗီဒီယိုတွေကိုချိန်တော့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါ